ဟုတ်ကဲ့မင်္ဂလာပါနော်ဒီနေ့မှာထိုင်းအခြေခံပေါ့နော်ညင်းတဲ့စကားလေးတွေကျွန်တော်လာရောက်ပြီးတော့မျှဝေပေးတာဖြစ်ပါတယ်โอเคဒါကဘာလဲဆိုတော့ညင်းဆိုတဲ့စကားပေါ့နော်မိုင်ဆိုညင်းဆိုတဲ့စကားကိုမိုင်ဆိုတဲ့စကားကိုကရိယာအရှိမထားပြီးတော့ပြောရမှာကွာโอเคအဲ့ဒါဘယ်လိုပြောမလဲပိုင်းဆိုတာတွားတီတွားတော့တွားတယ်ပေါ့နော်ဒီမှာဖြစ်ပါတယ်ပိုင်းပေါ့နော်တွားတီတွားတော့တွားတယ်အဲ့ဒါကိုကျွန်တော်တို့ရှိမှာမိုင်ဆိုပြီးတော့ထားရမယ်ကွာမိုင်ပိုင်းဆိုလို့ရှိရင်ဘာဖြစ်သွားမလဲမတွားဘူးဆိုလို့ဖြစ်သွားမယ်နော်မိုင်ပိုင်းမတွားဘူးဆိုလို့ဖြစ်သွားမယ်โอเคနောက်တစ်ခုကဘာလဲနောက်တစ်ခုကကြတော့မစားဘူးကင်းဆိုတာစားတီစားတော့စားတယ်မိုက်ကင်းဆိုတာမစားဘူးထိုနည်းတူပဲမာဆိုတာလာတီလာတော့လာတယ်အဲ့ဒါကိုကျွန်တော်တို့မိုက်မာဆိုလို့ရှိရင်ဘာဖြစ်သွားမလဲမလာဘူးဆိုလို့ဖြစ်သွားမယ်နော်မိုက်မာမလာဘူးနွန်ဆိုတာအိတ်တီအိတ်တော့အိတ်တယ်ဘောနော်မိုင်နွန်မအိတ်ဘူးโอเคทำဆိုတာလုပ်တီလုပ်တော့လုပ်တယ်ဘောနော်ဒီမှာโอเคအဲ့ဒါကိုကျွန်တော်တို့မလုပ်ဘူးဆိုလို့ပြောမယ်ไม่ทำဆိုတာမလုပ်ဘူးเนาะมาเจอဆိုတာတွေ့သည်တွေ့တော့တွေ့တယ်ပေါ့နော်ဒီမှာเจอဆိုတာတွေ့သည်တွေ့တော့တွေ့တယ်အဲ့ဒါကိုไม่เจอဆိုလို့ရှိရင်ဘာဖြစ်သွားလဲမတွေ့ဘူးဖြစ်သွားမယ်เนาะဒါလည်းထုံနည်းတူပဲအောက်မှာလဲအောက်ဆိုတာယူသည်ယူတော့ယူတယ်အဲ့ဒါကိုကျွန်တော်တို့ညင်းဆိုတဲ့စကားနဲ့တွဲတယ်ကွာမိုက်အောင်မယူဘူးဖြစ်သွားနော်မိုက်အောင်ဆိုမယူဘူးโอเคပြီးတော့ဗာလဲใช่ဆိုတာใช่မူใช่ဆိုတာသုံးတော့ပြောတာဖြစ်ပါတယ်နော်ใช่ဆိုတာဟုတ်တယ်ဒါမဲ့အခုဒီမှာကျတော့ใช่ဆိုတာသုံးတော့ပြောတာဖြစ်ပါနော်မိုက်ใช่ဆိုတာမသုံးဘူးနော်မသုံးဘူးဆိုတာမိုက်ใช่မသုံးဘူးโอเครู้ဆိုတာဘာပြောရလဲသိတယ်ဘောနော်သိသည်သိတော့သိတယ်ဆိုတာรู้โอเคအဲ့ဒါကိုကျွန်တော်မိုက်နဲ့တွဲမယ်ကွာမိုက်รู้ဆိုလို့ရှိရင်မသိဘူးဆိုတော့ဖြစ်သွားမယ်နော်အဲ့ဒါမိုက်ဆိုတာရဲ့အဓိပ္ပာယ်ရဲ့ဥစ္စာလေးပေါ့နော်အဓိပ္ပာယ်လေးပေါ့နော်မိုက်ဆိုတာကိုကညင်းဆိုလိုက်တာဥမာကင်းဆိုတာစားတာကိုပြောတာဟုတ်တယ်မလားအဲ့ဒါကိုမိုက်ဆိုတာအရှိမထားမှာကွာမိုက်ကင်းဆိုမစားဘူးဖြစ်သွားမယ်ဒါလည်းတူပဲ rule ဆိုတာတိတာတိသည်တိတော့တိတယ်ပေါ့နော်အဲ့ဒါကိုသူရဲ့အရှိမမိုက်ဆိုတာလေးထားပေးလိုက်မိုက် rule ဆိုလို့ရှိရင်မတိဘူးဖြစ်သွားမှာကွာဟုတ်တယ်မလားဒါကြတော့ဘူမတိဘူးဆိုလို့ရှိရင်ဘူမိုက် rule ဘူမတိဘူးအဲ့လိုပေါ့နော်မိုက်พูดဆိုတာပြောသည်ပြောတော့ပြောတယ်အဲ့ဒါကိုရှိမှမိုက်ဆိုတာနဲ့တွဲလိုက်တယ်ကွာမိုက်พูดဆိုတာမပြောဘူးဒါตอบဆိုတာဖြေတာကိုပြောတာဖြစ်ပါတယ်နော်ဖြေသည်ဖြေတော့ဖြေတယ်ตอบမိုက်ตอบဆိုလို့ရှိရင်မဖြေဘူးမိုက်ตอบမဖြေဘူးဒါကြတော့ him ဆိုတာမြင်တာကိုပြောတာဖြစ်ပါတယ်ကိုမြင်လိုက်တာကိုပြောတာဖြစ်ပါတယ် him ဆိုတာไม่เห็นဆိုလို့ရှိရင်ဘာဖြစ်သွားလဲไม่เห็นဆိုတာမမြင်ဘူးဆိုတာဖြစ်သွားမယ်နော်ไม่เห็นဆိုတာမမြင်ဘူးโอเคဒါကြတော့ชอบဆိုတာကြိုက်တာကိုပြောတာဖြစ်ပါတယ်နော်ကိုကကြိုက်တာကိုပြောတာဖြစ်ပါတယ်တကယ်လို့အရှိမမိုက်ဆိုတာလေးတွဲလိုက်မယ်ကွာညင်းဆိုတဲ့စကားယူတွဲလိုက်မယ်ဒီနေ့မှာညင်းဆိုတဲ့စကားယူလာပြောတာနော်မိုက်ဆိုတာညင်းဆိုတဲ့စကားမိုက် shop ဆိုလို့ရှိရင်ဘာဖြစ်သွားမလဲမကြိုက်ဘူးမိုက် shop မကြိုက်ဘူးโอเคနောက်တစ်ခုซื้อဆိုတာဘာလဲซื้อဆိုတာဝယ်သည်ဝယ်တော့ဝယ်တယ်မိုက်ညင်းဆိုတဲ့စကားနဲ့တွဲမိုက်ซื้อမဝယ်ဘူးမိုက်ซื้อဆိုတာမဝယ်ဘူးနော်အဲ့လိုဖြစ်သွားမယ်โอเคလွယ်လွယ်လေးရဲ့နောက်တစ်ခုသွားမယ်ခိုင်ဆိုတော့ပြောရလဲရောင်းတော့ပြောနော်ရောင်းတာကိုခိုင်ဆိုတာရောင်းသည်ရောင်းတော့ရောင်းတယ်အမိတ်ခိုင်ဆိုရှင်ဘာဖြစ်သွားမယ်ဟုတ်တယ်မရောင်းဘူးမိတ်ခိုင်ဆိုတော့မရောင်းဘူးဖြစ်သွားမယ်နော်โอเคအောက်ဆုံးမှာကြတော့ รักရှာလိုက်တယ်နော်
รักဆိုရှာလိုက်တယ် รักဆိုချစ်တီချစ်တော်ချစ်တယ်အဲ့ဒီမှာမိုက်ဆိုနဲ့တွဲလိုက်တော့ကွာမိုက်รักမချစ်ဘူးမိုက်รักမချစ်ဘူးဖြစ်သွားမယ်နော်โอเคသဘောပေါက်မလို့ထင်ပါတယ်โอเคကြိုက်တယ်ဆိုလို့ရှိရင်ကိုအဆင်ပြေတယ်ဆိုလို့ရှိရင် like share follow လေးနဲ့အားပေးပါလို့ပြောချင်ပါတယ်နော်မနေ့တိုင်းမှာ9နာရီတိုင်းမှာပေါ့နော်ထိုင်းစံတော်ချိန်မနေ့9နာရီတိုင်းမှာကျွန်တော် like လွှတ်ပါတယ် like တနိုင်စာ like လွှတ်ပြီးတော့ကျွန်တော် share ပေးပါတယ်အဲ့ဒီအချိန်မှာလာရောက်ပြီးတော့လေ့လာမှုမမေ့ပါနဲ့နော်ကိုသိချင်တဲ့စကားလေးရှိလို့ရှင်လဲ like လွှတ်နေတဲ့အချိန်မှာလာရောက်ပြီးတော့မေးမြန်းနိုင်ပါတယ်နော် okay အားလုံးကျေးဇူးမလို့ထင်ပါတယ် thank you ပါ bye bye